AI နဲ့ platform လောက်ရတဲ့ထွေကြုံ part 3ပါမင်္ဂလာပါရှာသက်စောဖြစ်ပါဒီ Avatar Studio ကို15ရက်နေပြီးအောင်ဆွဲခဲ့ planning implementation testing deployment stage ပေါ့ဒီ polygon တွေကများသွားတာနည်းသွားတာပုံမှန်မူတည်ပြီး file size ကြီးသွားတာအသေးသွားတာဆိုတာရှိတယ် access တွေရှာရတယ်နောက်ကိုယ်တိုင် create လုပ်မယ်ကိုယ့်ရဲ့ brand address ဆိုရင်အစောကြီးကကျွန်တော်တို့ကအဲ့အပိုင်းကချိတ်ဆက်ထားပြီးသားဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့အစင်သစ်ဒီ clothing access တွေကတော့ရနိုင်တယ်သူ့မှာလည်းအားနေချက်အားတာချက်တွေရှိတယ်။ဒါမသိတချို့တွေကြလို့အမေးရှေ့တာတိုးတာမှာမှမီဒီယံလောက်ပဲတို့ပို့ပြီးတော့ရှေ့တယ်တို့အဲ့ဒါမျိုးလေးတွေနောက်ပါယိုတက်တာမျိုးလေးတွေအဲ့ဒါမျိုးလေးတွေအဲ့လို detail မျိုးတွေကြတော့ကျွန်တော်တို့ဒီ third party platform တွေမှာအဲ့လိုမျိုးမျက်နှာကိုတိတက် detail customize လုပ်နိုင်တာမျိုးမရအောင်။မရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ complete တက်ကြရပို့ပြီးတော့ detail ချက်ချက်မျိုးလိုချင်တယ်။အဲ့ခါကျတော့လေကျွန်မအဲ့ feedback တွေကိုမှတ်ထားရှိရဲဒါတွေကိုကျွန်မဖြည့်ရှင်းနိုင်ဖို့အတွက်ကျွန်မကိုယ်ပိုင် Avatar Studio လုပ်တဲ့အခါကျရင်ကျွန်မဘယ်ဟာတွေကိုထည့်လို့ရမလဲဆိုတော့ကျွန်မ Avatar တွေမှာထည့်ပြီးစဉ်းစားရတယ်ပထမကျွန်မစမ်းကြည့်ရဲအဲ့လိုမျက်နှာ10မျိုးလောက်နဲ့ချပေးမလားနို့အခုကျွန်မမျက်နှာ10မျိုးနဲ့ချကြည့်ပြီးတော့ကျွန်မ testing လုပ်ကြည့်တယ်အဆင်မပြေတော့ကျွန်မမျက်နှာတစ်မျိုးပဲထားတယ်အဲ့တစ်မျိုးထဲမှာကျွန်မတို့ဒီအသေးစိတ်ပေါ့နော်နှာခေါင်းတွေမျက်လုံးတွေနှာခမ်းတွေပါယိုးတွေဒီမေးရိုးတွေကအစအကုန်လုံးပြန်ပြီးတော့ customize လုပ်ပြီး develop လုပ်နိုင်ဖို့အတွက်ကျွန်တော် shape ကြီး blender ထဲမှာထည့်ပြီးတော့ develop ထပ်လုပ်လိုက်တယ်ဒါတွေကကျွန်တော်တို့no AI တော့ no AI မှာပါသေးပဲねကျွန်တော်ဒီမှာနေ computer ထဲမှာနေကျွန်တော်လုပ်ရတဲ့အဆင့်တွေနောက်တစ်ခုအင်ကြီးပိုင်းတွေပေါင်းမိပိုင်းတွေနောက်ပြီးတော့ one set ပိုင်းတွေဒါတွေကလည်းကျွန်တော်အရှိမပြောခဲ့သလိုပါပဲaccess တွေသုံးတဲ့အခါကျရင်ကိုမှရှိပြီးသား access နဲ့ကိုထပ်လုပ်မဲ့ access နဲ့ကိုရဲ့ဟာနဲ့ alignment ဖြစ်ဖို့အတွက်တစ်မျိုးတဲ့ပုံစံဖြစ်အောင်လုပ်ရတယ်ပေါ့နော်အဲ့ရော design ကို2မျိုး3မျိုးဆွဲပြီးတော့ model 2မျိုး3မျိုးနဲ့ကျွန်တော်တို့ဒီ dressing တွေကိုပြင်ပြီးတော့တစ်ခုပြီးတစ်ခုပြောင်းလဲပြီးချိတ်ကြည့်ကြတယ်ချိတ်ကြည့်ပြီးတော့မှ okay ဒီ design ဒီကျွန်တော်နောက်ပိုင်းသုံးလို့ရဖို့အတွက် long term အနေနဲ့အဆင်ပြေလောက်မဲ့frame ရှိသွားပြီ structure ရှိသွားပြီဆိုတဲ့ဟာမျိုးတော့ကိုကျွန်တော်တို့ architecture ဆွဲရတယ်ပေါ့နော်okay အဲ့ဒါအဆင်ပြေသွားပြီဆိုတော့ကျွန်တော်တို့ဒါ avatar ပိုင်း resource ပိုင်းတွေတော့ကျွန်တော်တို့လုံလောက်စုမိသွားရပေါ့နော်ဥမာအဖြစ်လုံလောက်စုမိတယ်လို့ပြောလို့မရသေးဘူးပေါ့အခြေခံတွေကျွန်တော်တို့စုတယ်ပေါ့ခေါင်းရှိမယ်လက်ရှိမယ်ခြေထောက်ရှိမယ် body ရှိမယ် body ဆိုရင်ကျွန်တော် top ရှိမယ် bottom ရှိမယ် shoes တွေရှိမယ်နောက် accessory တွေရှိမယ်ဒါတွေရဲ့အခြေခံတွေကိုကျွန်တော်တို့အရင်စုလိုက်တယ်အခြေခံကျမတို့ရသွားပြီဆိုတဲ့အခါကျကျမတို့စပြီးတော့ site တော့မှာပြောခဲ့တယ်လို့မျိုးပဲကျမတို့လုပ်ချင်တဲ့ရွှေချက်၄ချက်เนาะ create လုပ်မယ် customize လုပ်မယ် marketplace ရှိရမယ် earning ရရမယ်အဲ့၄ချက်ပါအောင်လို့ကျမတို့ဆွဲရမယ်ဆွဲဖို့အတွက်ကျမတို့ design plan အကြံချကြည့်ရတယ်ဘယ်နေရာမှာဘယ်လို function ထားမလဲနောက်ပြီးရင်တို့အတွက်ကိုကျမတို့ဒီ pay out တွေလုပ်တဲ့အခါမျိုးမှာနောက်တစ်ခုကဒီ access တွေရောင်းတဲ့အခါမျိုးမှာဘယ်လို system နဲ့သွားမလဲဆိုတာကိုကျမတို့စဉ်းစားရတယ်ဆုံးဖြတ်ကြတယ်ဒါတွေကလည်းကျမတို့ AI မှာပါသေးပဲနဲ့လုပ်ရတဲ့ကိစ္စတွေကြီးပဲကျမတို့စီမှာ avatar လည်း customize လုပ်ရမယ်ဆိုတော့ customize need place နောက်တစ်ခုကကိုကဒီမှာ avatar list တွေ party list တွေကိုမြင်ရဖို့အတွက် party list တွေကိုပြမယ် dashboard main dashboard တစ်ခုရှိရမယ် main dashboard မှာခုန marketplace လည်းပါရမယ် marketplace ပါတဲ့အခါပြီးသွားရဲဆိုရင်အယောင်းဝယ်ပြုလုပ်လို့ရဖို့အတွက်ကျမတို့ကဒီ billing system ရှိရမယ်နောက်တစ်ခုကဒီအယောင်းဝယ်ပြုလုပ်လို့ရမယ်ကျမတို့ currency system တစ်ခုရှိရမယ်ဒါတွေကိုလည်းကျမတို့အဲ့ဒီမှာဘယ်နေရာမှာဘာထားမလဲဆိုတာကိုတခါလဲခုနက architecture နဲ့ကျမတို့ထည့်ဆွဲပြီးတော့ design ပြန်စီစဉ်ရတယ်အဲ့ဒါတွေအားလုံးစီစဉ်လို့ ready ဖြစ်သွားပြီဆိုတဲ့အခါကျတော့မှကျမတို့တစ်ခုချင်းကို AI ငါဒီပထမဆုံးဒီ page လုပ်မယ်ဒီအချက်လက်တွေပါမယ်ပြီးရင်ငါတို့ရဲ့ main system ဖြစ်တဲ့ဘာနဲ့သွားချိန်လဲဆိုတာမျိုးလောက်ရသေးကျမတို့ကဒီ studio သီးသန့် studio ဆောက်တာမျိုးမဟုတ်ဘူးဒီ studio ရဲ့ avatar ကိုကျမတို့ကခုနကကျမတို့မျိုးပြဒီ metaverse တွေမှာကျမတို့ထည့်သုံးပါ